Okay အဲ့လိုအားလုံးမိလာပါဒီနေ့မှာကျွန်တော် brother တို့ကိုဂိမ်းတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဂိမ်းကတော့ကျွန်တော်ဒီ Risk Really 3ပါဂိမ်းကတကယ် really fair တွေအတွက်ကတော့လုံးဝကောင်းတဲ့ဂိမ်းလေးဖြစ်ပါတယ် Medium left medium left medium left listen to my calls ဘာလို့ဆိုတော့ဒီဂိမ်းကကျွန်တော်တို့ဒီကျွန်တော်ဖုန်းဆိုရှင်အခု Redmi 9C ပြီးလို့ရှိရင် RAM 3ပေါ့နော် RAM 3 kit ပါအဲ့လိုကျွန်တော်တို့ဒီ RAM 3နဲ့တော့ကောက်ကောက်လေးဆော့လို့ရတယ်ပေါ့နော်graphic ကလည်းကောက်ပြီးတာကျွန်တော်ပြောရမယ်ဆို graphic ကလည်းကောက်တယ်ကားလည်းမိုက်ဒါဆိုကျွန်တော် happy mode ကနေပြီးတော့လောက်ထားပါတော့ happy mode တောက်တာပြီးလို့ရှိရင်သူက internet လည်းမလိုပါဘူးကျွန်တော် internet မဖွင့်တာဘူးနော် internet လည်းမလိုပါဘူးအဲ့တော့ရေတော့ကျွန်တော်လိုက်ပြမယ်ကဲခု Sega Really ရဲ့ okay ဒီ project ဒီမှာကျွန်တော်မြန်မာတော့မပေါ့ရဲ့တလားမြန်မာအလဲတော့မပေါ့ auto repair တဲ့ okayကျွန်တော်ဒါကတော့တွေ့ရကြွားအခက်ပဲကောက်ဝယ်ပြလိုက်တယ်ပေါ့နော် brother တို့ဒီ game play လေးပြကြည့်မ brother တို့ပဲကြည့်လိုက်ပါဒါတော့ညပ်ပဲပါ 2 1 go သူကအဲ့လိုမျိုးပေါ့နော်ပြောချင်ကျွန်တော်ပြောချင်တာဒီမှာအဓိကကျွန်တော်ဗာလဲဆိုတော့ဒီကိုထိုလာပေါ့နော်ကိုထိုလာဘယ်လိုလဲဆိုတော့ကျွန်တော်ဖုန်းမကောက်တဲ့ဘဲကြီးပေါ့နော်ကျွန်တော်လည်းဖုန်းမကောက်ပါဘူးကျွန်တော်ဖုန်းဆိုဘယ်လိုပြရင်ကျွန်တော်ဖုန်းကကြောက်ခဏလေး brother ခဏလေးA few moments later. Okay ခုနကတော့ကျွန်တော်ခဏလေးဆိုတော့ဘာမှကျွန်တော်ခဏလေးဆိုတော့ဘာမှတော့မဟုတ်ပါဘူးဒီမှာဒါလေးသွားယူနေလို့ပါကျွန်တော်ဘောကပါလဲဆိုတော့ကျွန်တော်ဘောဒီဘက်ပေါ့နော်ဒီဘက်ဒီမှာကျွန်တော်ပြမယ် iPad ကရောလုံးဝနှိပ်လို့မရဘူးဘလုံးဝနှိပ်လို့မရ iPad ကမှန်းလွတ်နေပြီးလို့ရှိရင်အဲတောက်တွေပေါ့နော်အဲတောက်နှိပ်လို့မရဘူးအဲတောက်နှိပ်လို့မရဘူးဒီတောက်တွေနှိပ်လို့မရဘူးပေါ့နော်ကျွန်တော်ဘောကအဲ့တော့သူ့ကလည်းဘာကောင်းလဲဆိုတော့ကျွန်တော်ပြမယ်သူကဘာကောက်လဲဆိုတော့ကျွန်တော်မှာကိုယ်တိုင်လုပ်လို့ရတယ်โอเคကျွန်တော်ဒီမှာဒီနားထုတ်ထားတယ်ဒီနားအဲ့လိုအရင်မထုတ်နိုင်ဘူးเนาะအဲ့လိုရဲလုပ်လို့ရှိရင်လည်းမကောက်ဘူးเนาะနှိပ်လို့ရှိရင်ကျွန်တော်လဲကိုလိုက်မှာကားအဲ့ဒါတို့ဒီခြေလိုက်ပါအဲ့လိုမျိုးကိုခြေလိုက်ပါကိုနဲ့အစီကိုဖုန်းနဲ့အစီပဲနေရဘူးเนาะကိုဖုန်းကလွတ်နေတယ်ပါရှိလို့ရှိရင်ကိုဖုန်းနဲ့စီပဲနေရဒါကျွန်တော်ဖုန်းမကောက်တဲ့သူတွေပြပြတာပေါ့နော်ဖုန်းမကောက်တဲ့သူတက်ပါဖုန်းလည်းမကောက်ဒီ really game တွေကောက်ချတဲ့သူတွေတက်ပါโอเคအဲ့ဒါထပ်သွားမယ်မ grab ပေါ့နော်ဒီက grab ကတော့ကောက်ထားလို့ရတယ် battery နဲ့ဘာမျိုး easy โอเค 3 2 1 go on tarmac 60ကျွန်တော်လို့ဆိုတော့ကျွန်တော်ကအရေးလဲနေရပေါ့နော် what the fuck ကျွန်တော်ခုနကတော့ဗျာကျွန်တော်ကားအောင်မှာမောင်းပြီးတော့ကျွန်တော်ပြန်ပြေးသေးထားဘူးပေါ့နော်အဲ့ဒါကြောင့်လို့ကားဘေးကြီးကကျွန်တော်တစ်ချက်ဆောင်းနေရပေါ့နော်ကျွန်တော်တိုက်ထားလို့ဒီကအဲ့လိုမျိုးကိုယ့်ရဲ့ကားကိုလည်းအဲ့လိုကားဆိုင်မဲ့လုပ်လို့ရပါတယ်โอเคသွားမယ်ကျွန်တော် brother တို့ပဲကြည့်ရတော့နော် grab ကို brother ပဲ show 2 ကိုကသာ show grab ကို go 3 left 3 left into 3 right okay 2 left 100 2 right don't cut 200 5 right 80 5 left don't cut 5 right 40 over jump 80ဟိုကကြက်နေရောက်ရှော့ပြီဒါပဲရှော့လို့ရှိရင်ဒီရခလုတ်လေးပဲနှိမ့်လိုက်ပါ 5 left don't cut 5 right 40 over jump 80 okay over crest into 3 left 80 3 right 100 over jump 80 6 left 80 over crest 3 left 60 2 right 5 left 80 over crest 80
5 right, 100. 4 right, 130. 4 left, 60. 1 right. 6 left, 40. 'Over jump, 80. 5 left, over crest. 'Over finish. Okay brother တော့တွေ့ရတယ်ပေါ့နော်ကျွန်တော် graphic ကတော့ဆောက်ဝဲလောကကြည့်ပြီးပါပြီးတော့ကျွန်တော်ဒီကောကိုပြေးလို့ရတယ်ပေါ့နော်ဒီမှာ classic force special waste special ပြီးတော့ handling brake အားရခန်းပဲဟုတ်ရတယ်အဲ့လိုသွားစစ်ဟိုအဲ့လိုမျိုးနော် store ရ state west state 2ရလာပေါ့နော်ကျွန်တော်တို့အကုန်လုံး state 3ပဲထားတယ် PAJ ဒါ store state west state 2ဒါဘူး flywheel okay အဲ့ flywheel အစားလုံးလို့ရတယ်ပေါ့နော်ရဲကျဲတယ်ပေါ့နော်ကျွန်တော်ဒါရှိပါလို့ရှိရင်တစ်ခုရှိပါနေဗီဒီယိုကြာမှဆိုလို့မရှိပြတော့ဘူးတလားတီးရလို့ရှိရင်နော်ကောင်းမှမကဲနော်ဒီဟာရှိပြမယ် okay ဒါတော့ဘယ်လိုပြရမလဲဒီ 4WD တို့ဒါ 5WD တို့ဘယ်လိုပြရမလဲနောက်မှပြတော့ကျွန်တော် heavy mode ပဲတောင်းဆော့ပါတကယ် online မဆော့ဘူးဆိုပြီး online ဆော့လို့ရှိရင် heavy mode ပဲတောင်းကြအောင်လုပ်ပေါ့နော်အဲကျွန်တော်နောက်ဆုံးဒီမှာပိုင်လို့ရဝင်တော့ scale gate တို့ really cost တို့ half left sega state တို့ sega really multiplayer live event great clear ကျွန်တော်တိုက်လို့ဆော့ရပါတယ်ကျွန်တော်ဒီပြီးတော့ပါလဲဆိုတော့ကျွန်တော်ဒီခေရကျွန်တော် Redmi နဲ့ဆော့လို့ရတော်တော်အဲဟုတ်ကောင်းပါပြီပေါ့နော်ဒီလို graphic နဲ့နော်ဖုတ်ထည့်လည်းမထည့်ဘူးကျွန်တော်ဖုတ်လည်းတော်တော်စုပ်တယ်ပေါ့နော်စုပ်တယ်မှာပါတယ်ကြောင်လို့မပြေးပါနဲ့ဒီကလေးကောင်းရတယ်တော့ကြည့်ရောဝါနာပိုင်တော့ပြီးတော့ဆော့ကြည့်တော့တောက်ပြီးဆော့ကြည့်ပါဒီအဲ့ဒါပိုက်ပါ